ထိုင်းလို့ကိုယ်တိုင်စားမယ်ကိုယ်တိုင်ပြန်မယ်ကိုယ်တိုင်ရှင်းမယ်ကိုယ်တိုင်သွားမယ်ဆိုရင်တော့ဘယ်လိုပြောလဲဆိုတာအရန်လွယ်ပါတယ်ကိုလုံးမဲ့အရာကိုကလိယာပေါ့နော်ရှေ့မှာထားပြီးတော့အိမ်ဆိုတဲ့စကားလုံးအနောက်မှာတွဲလိုက်ပါဥပမာကျမကိုယ်တိုင်စားမယ်ฉันกินเองฉันကျမกินစားတယ်ပြီးတော့အိမ်ဆိုတဲ့စကားလုံးအနောက်မှာတွဲလိုက်ပါနော်ฉันกินเองကျမကိုယ်တိုင်စားမယ်ผมไปเองကျွန်တော်ကိုယ်တိုင်သွားမယ်ผมဆိုတာတော့ကျွန်တော်ပေါ့နော်ไปသွားတယ်အိမ်ဆိုရင်တော့ကိုယ်တိုင်လုပ်မယ်ပေါ့နော်ผมไปเองကျွန်တော်ကိုယ်တိုင်သွားမယ်ကျမကိုယ်တိုင်လုပ်မယ်ဆိုရင်ฉันทำเองฉันจะมาทำလုပ်ဒီပြီးတော့เองเนาะฉันทำเองจะมาကိုယ်တိုင်လုပ်မယ်ကျွန်တော်ကိုယ်တိုင်ရှင်းလိုက်မယ်ပေါ့နော်ဒီပြဿနာကိုကျွန်တော်ကိုယ်တိုင်ရှင်းလိုက်မယ်ผมจัดการเองผมကျွန်တော်จัดการဆိုတာရှင်းတာပေါ့နော်เองကျွန်တော်ကိုယ်တိုင်ရှင်းလိုက်မယ်ผมจัดการเองဒီလိုတင်တာကြရင်เนาะ follow လေးတွေ share လေးတွေလုပ်ထားပေးပါเนาะနောက်ဗီဒီယိုမှာထပ်ဆုံကြပါမယ်ရှင်บ๊ายบาย